မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့ရပါခကစစ်တီတအူရင်ဖွင့်လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကတောင်ကြီးအခြေဆိုင်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လောက်ခန်တက်အမှတ်1တဲခိုရေးစခန်းမှာစေယုံစင်းနဲ့တဲခိုနေသူစစ်တီတယောက်ပါနေတိုင်း9နဲ့6ပဲကျွေးနေပါတယ်မနဲ့ထမင်းကြော်ဆိုရင်လည်းထမင်းကြော်မဟုတ်ပါဘူးထမင်းချမ်းကိုစီနဲ့စားနဲ့နေထားတာပဲပြီးတာပါဒါတွေကိုတဲခိုရေးစခန်းကအရာခံဖို့ဗိုလ်လေးဝင်းဦးကိုသတင်းပို့ခဲ့ပေမဲ့လည်းဘာမှထူးခြားလာတာမရှိပါဘူးအရာခံဖို့ဝင်းဦးကိုယ်တိုင်ကလည်းသူ့အရာမူလာရင်သူစိတ်မထင်ရင်မထင်သလိုတန်းစီကွင်းမှာထိုးကျိတ်ပါရိုက်တာတွေလုပ်ပါတယ်စာရေးတာတာဝန်ခံဒုတက်ချက်ဇော်မင်းလက်ကလည်းတခါတလေသူ့အရာမူလာရင်ထမင်းလာယူသူတွေကိုဆဲဆိုပါတယ်သူမိမကလည်းဆဲပါတယ်ဒါတွေအထက်လူကြီးတွေသိအောင်ပြောပြပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေရဲ့အခက်အခဲတွေကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်း message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်